မင်္ဂလာပါရှင်လိုက်စာ TV ရဲ့အပတ်စဉ်ဗုဒ္ဓဟူးညနဲ့စနေညမှာထုတ်လွှင့်နေတဲ့ဗမာတိုင်းသားဘာသာဖြစ်သတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးမယ့်သတင်းတွေကတော့မုံလိုက်ခဲ့ရွာကိုလောက်တောင်ချမှတ်ထားတဲ့တဲ့ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေကြောင့်ပိတ်ထားတဲ့ကြောက်စိမ့်ဖြတ်လက်မှုအသက်ပညာသင်တန်းကိုပြန်လည်ဖွင့်လှစ်တဲ့တဲ့ရွှေမိုးကပြန်လာသူများရက်ရွာအနီးနားခိုနေတဲ့အတွက်လူမှုပြဿနာများရှိလာမှာကိုစိုးရိမ်တယ်လို့ဒေသခံများပြောတဲ့သတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ကျွန်မအခုမှကြာစင်ပါရှင်။ COVID-19 ရောဂါပိုးကူးစက်ခံထားရသူစစ်ဆေးတွေ့ရှိမှုများလာတဲ့အတွက်မုံလိုက်ခဲ့ရွာကိုအောက်တိုဘာလ19ရက်နေ့ကစပြီးလောက်တောင်းချမှတ်လိုက်ပါတယ်။လိုက်စာမြို့နယ်အနီးပတ်ဝန်းကျင်ရှိကျေးရွာများစစ်ပေးရှောင်စခန်းများကပြည်သူများကိုလည်းမုံလိုက်ခဲ့ရွာထဲဝင်ထွက်သွားလာခွင့်မပြုလုပ်ကြဖို့နဲ့အရေးတကြီးကိစ္စနဲ့သွားလာမည့်သူများကိုတော့လမ်းမကြီးအတိုင်းဖျက်ဆီးသွားလာခွင့်ပြုထားကြောင်းတာဝန်ရှိသူများမှသိရပါတယ်။ဗဟို COVID-19 ရောဂါကာကွယ်နေနည်းရေးကော်မတီမှလည်းရောဂါပိုးကူးစက်ခံထားရသူစစ်ဆေးတွေ့ရှိမှုများလာတဲ့အတွက်ကြောင့်လိုက်စာဒေသအတွင်းနေထိုင်ကြတဲ့ပြည်သူများကိုလည်းကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းသတ်မှတ်ချက်များကိုတိတိကျကျလိုက်နာကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။လိုက်စာဒေသအတွင်းယခုချိန်ထိကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိသူအယောက်200ကျော်ရှိလာပြီးလက်ရှိဆေးကုသမှုခံယူနေသူ121ဦးကုသပျောက်ကင်းသူ94ဦးနဲ့သေဆုံးသူ2ဦးရှိကြောင်းလည်းသိရပါတယ်ရှင်။လုံခင်းကျေးရွာအုပ်စုမော်စီစာကျေးရွာမှာဖွင့်လှစ်ထားတဲ့ကြောက်စိမ့်ဖြတ်လက်မှုအသက်ပညာသင်တန်းကိုပြီးခဲ့တဲ့အောက်တိုဘာလ2ရက်နေ့ကပြန်လည်ဖွင့်လှစ်တင်ကြားပေးနေပြီဖြစ်တယ်လို့သိရပါတယ်။ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေအနည်းငယ်သက်သာလျော့နည်းလာပြီဖြစ်လို့တင်တန်းကိုလူအကန့်အသတ်နဲ့လက်ခံဖွင့်လှစ်တင်ကြားပေးတာဖြစ်ကြောင်းလက်ရှိတင်တန်းသား15ယောက်တက်ရောက်နေပြီဖြစ်တဲ့အကြောင်းတင်တန်းရဲ့တာဝန်ရှိသူများပြောရမှသိရပါတယ်။၎င်းတင်တန်းကျောင်းမှာတက်ရောက်သူများကိုကြောက်ဖြတ်တဲ့လက်မှုအသက်ပညာသင်ပေးရုံတင်မဟုတ်ပဲတစ်ဖက်တစ်လမှဝင်ငွေရရှိအောင်လဲအခွင့်အလမ်းတွေကိုဖန်တီးပေးရမယ်လို့လဲကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအတွင်းရေးမှူးစရာတာရှိနော်လွန်ပြောပါတယ်။ကျောင်းစင်းတွေကိုဖျက်ပြီးကျောင်းစင်းလက်စွပ်လက်ကောက်တွေကိုတွေးတဲ့လက်မှုပညာသင်ပေးတာသူတို့လုံနိုင်တယ်လို့တစ်ခုတွေးနိုင်ရင်ငွေကြေးဘလောက်ဆိုပြီးပေးထားပါတယ်ကျွမ်းကျင်အဆင့်ဆိုရင်တင်တန်းတွေပြန်ဖွင့်ပြီးပြန်တင်ဖို့နေရာတွေချသွားမိဖြစ်ပါတယ်မိုးရစေးကြောင့်လမ်းမရောက်နေတဲ့အမျိုးသမီးတွေမိမိဘဝလမ်းခီးကိုပြုပြင်ပြောင်းလဲနိုင်ဖို့ရတဲ့ကြောက်ဖြက်လက်မှုအသက်ပညာနဲ့ဝမ်းစာတစ်ဖက်တစ်လမ်းကနေအပေါ်ငွေရရှိဖို့အတွက်ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဝန်ပေါ်မျိုးရှာစလုံးဖို့အမျိုးသမီးရေးရာအဖွဲ့မှဦးဆောင်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ကချင်မျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဝန်ပေါ်မျိုးရှာစလုံးဖို့အမျိုးသမီးရေးရာအဖွဲ့မှဖကန့်ဆိုင်တောင်ကျေးရွာမှာလည်းကြောက်ဖြက်ကြောက်အလတ်တွေလက်မှုအသက်ပညာသင်တန်းကျောင်းဖွင့်လှစ်တင်ကြားပေးသွားဖို့ရှိတယ်လို့လည်းသိရပါတယ်ရှင်။လိုက်စာ TV ရဲ့ယနေ့ညဗမာတိုင်းသားဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။